လောကကိုအနိုင်နဲ့ပိုင်းသူမင်းသားကြီးကျော်ဟိန်းမြမရုပ်ရှင်လောကမှာတစ်ခေတ်မှာတယောက်ထွန်းကားတာမျိုးတွေရှိပူပါတယ်။အဲ့ထက်ပိုပြီးခေတ်တိုင်းမှာထူးနေသူခေတ်အဆက်ဆက်တန်းနေရသူတရုတ်ဆောင်ကောင်းတယောက်ကိုပြောပါဆိုရင်ကျော်ဟိန်းလို့ပြောရင်လွန်မယ်မထင်ပါဘူး။မှန်ပါတယ်။1968ခုနှစ်ကတည်းကရုပ်ရှင်လောကထဲဝင်ရောက်ခဲ့သူလူငယ်လေးတဦးဟာဘဝရဲ့စက်ခုံပေါ်မှာဇယိုင်မျိုးစုံနဲ့အကောင်းဆုံးတရုတ်ဆောင်ခဲ့ပြီးနောက်ဆုံးနေဝင်ချိန်မှာတော့အနိုင်နဲ့ပိုင်းသွားသူလို့ပြောရင်ကျော်ဟိန်းအပြင်တခြားမရှိပါဘူး။ KS ပရိသတ်ကြီးဒီတစ်ခါတော့တရုတ်ဆောင်မင်းသားရုပ်ရှင်ဒါရိုက်တာစာရေးဆရာကြော်ညာဒီဇိုင်နာအဆိုတော်တဦးဖြစ်ခဲ့သူမင်းသားကြီးကျော်ဟိန်းအကြောင်းတင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်လောကသားတွေရှင်ရတဲ့ဩဇာကြီးမားသူကျော်ဟိန်းဟာရုပ်ရှင်လောကထဲမဝင်ခင်ကအဲ့ဒီအခါကလေတွင်းလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့စိန်ကော်လီကိုင်းသားတဦးဖြစ်ခဲ့ပူပါတယ်။ကျော်ဟိန်းမဖြစ်ခင်မြင်ကြီးလို့နာမည်ကျော်တဲ့ဘောင်းမီဖင်ကျန်တဲ့ချစ်ကက်လူငယ်လေးဟာကျောင်းစာမေးပွဲတွေအကြိမ်ကြိမ်ကြအိမ်ပြေးဘွားနဲ့ဆေးရှူဂီတာတောင်ခောက်ခဲ့ပူပါတယ်။အရဲကိုစိတ်အရှိကိုအရှိတိုင်းချပြတတ်တဲ့စိတ်မကြော်ကြားရဲ့ဘာမှမလုပ်ဘူးဆိုတဲ့စိတ်ဓာတ်တွေကြောင့်ရုပ်ရှင်ကောင်စီမှာမောင်ကျော်နာမည်နဲ့တရုတ်စာအရွေးချယ်ခံရင်ရုပ်ရှင်လောကထဲဝင်လာခဲ့ပါတယ်။1968ခုနှစ်မှာဇနီးတဲ့ဆန္ဒနဲ့ဖူးစာလန်းဆောင်ဆိုတဲ့ဇာတ်ကားဆက်ရိုက်ခဲ့ပေမဲ့လည်းအောင်မြင်ခဲ့ခြင်းမရှိခဲ့ပါဘူး။အများကညင်းပယ်ကြအော်ဟစ်လောင်ပြောင်ဝေဖန်ကြပေမဲ့စိတ်ဓာတ်ပြတ်မသွားပဲတူမတူအောင်ထူးချွန်စွာတရုတ်ဆောင်ခဲ့လို့လေမင်းသားတလက်အဖြစ်လူသိများလာပါတယ်။အထင်ရှားဆုံးဥပမာတစ်ခုပြရရင်1988ခုနှစ်မှာမင်းသားကျော်ဟိန်းတရုတ်ဆောင်ခဲ့တဲ့ဇာတ်ကားပေါင်းများစွာအကယ်ဒမီဇာတ်ကားတင်စည်းဝင်ခဲ့ပေမဲ့လည်းကျော်ဟိန်းကအဲ့ဒီနှစ်မှာအကယ်ဒမီရခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ကျော်ဟိန်းကတော့ဇာတ်ကားတိုင်းမှာဟာခွက်မရှိအပိုအလိုမရှိဇက်ကောင်စရိုက်ပေါ်လွင်အောင်တရုတ်ဆောင်ခဲ့တာကြီးပါပဲ။လူစောအချစ်တပွဲစစ်ပွဲတရားဓားတောင်ကိုကြော်၍မီးပင်လယ်ကိုဖျက်မိတ်စတဲ့လူတို့တခဲနဲ့အားပေးခဲ့တဲ့ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပါတယ်။နောက်ဆုံးရိုက်ခဲ့တဲ့ကျိုးရန်ဇာတ်ကားကတော့ဇာကြီးဆာမကြီးခင်ထူးရဲ့ကျိုးရန်ဝတ္ထုကိုဆရာနေဝင်းမြင့်စညွန်ခဲ့ကကျိုးရန်ဆိုတဲ့နာမည်နဲ့ပဲရိုက်ကူးခဲ့ပါတယ်။တန်ခါတဲ့တဦးအနေနဲ့တရုတ်ဆောင်ချက်ပြီးပြအောင်အပြုအမူအဝတ်စားတရုတ်ဆောင်ပညာစတာတွေကိုအထူးလေးထားခဲ့တယ်လို့သိရပါတယ်။ကိုကျော်ကတော့ကိုကျော်ပါပဲ။ကျော်ဟိန်းဆိုတာဘလောက်ပဲရှက်တောက်အောင်မြင်နေပါစေ။ကြာရစရုပ်အတိုင်းတရုတ်ဆောင်တဲ့သူတဦးဖြစ်ကြောင်းကိုမွန်တဲ့အချိန်မှနေဝင်သည့်ဇက်ကားမှာမင်းသားတိုင်းမရိုက်ရတဲ့အရက်သမားစိုက်ကားသမားခိုးဆိုးလူရက်သူခပိုင်းနိုင်အနေနဲ့အကောင်းဆုံးတရုတ်ဆောင်ခဲ့ပါတယ်။ပြည်တစားတဦးနဲ့အိမ်ထောင်ကြကဖခင်နေရဝင်တရုတ်ဆောင်ခဲ့ရတဲ့ဒီဇက်ကားမှာချစ်ခံလွမ်းခံခိုးဆိုးလူရက်ခန်းတွေမှာတဘာဝကြအယိုးရှင်ဆုံးတရုတ်ဆောင်ခဲ့တာကြောင့်ရုပ်ရှင်ပညာလေးလာလို့သူတွေအတွက်မဖြစ်မနေလေးလာကြတဲ့ဇက်ကားကောင်းတစ်ကောင်းလို့ပြောရမှာပါ။လူတကာနဲ့ကန့်လန့်တိုက်ကကျုံတလို့အိတ်ဖြစ်တလို့နေတဲ့ထရေမှုသမားတာတီအဖြစ်ပန်းမြိုင်လေကဥယျာဉ်မှုဇက်ကားမှာတော့အကယ်ဒမီဆုကိုထိုက်တန်ဆုခုခဲ့ပါတယ်။ဇက်ပိုဆုတဆုဇက်ဆောင်ဆု၄ဆုရခဲ့တဲ့အကယ်ဒမီများရှင်ကျော်ဟိန်းပဲဖြစ်ပါတယ်။ကျော်ဟိန်းအကယ်ဒမီရခဲ့တဲ့ဇက်ကားတွေကတော့အကာကအချစ်အနှစ်ကမြစ်တာမွန်တဲ့ချိန်မှာနေဝင်သည်ပန်းမြိုင်လေကဥယျာဉ်မှုနေကမွေးတဲ့လဝေလဲမွေးကျွေလဲမွေးတို့ပဲဖြစ်ပါတယ်။မင်းသားကျော်ဟိန်းဟာအမှုပညာသက်တမ်း240ကျော်အတွင်းနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ဒေါ်ဆန်ရှားတင်စန္နာခင်တီရာထော်ခင်တန်းနုချိုပြုံးမိုးမိုးမြင့်အောင်စစ်စင်ထိုက်စတဲ့မင်းသမီးပေါင်းများစွာနဲ့ရုပ်ရှင်ဇာတ်ကားပေါင်း222ကားရိုက်ကူးခဲ့ပါတယ်။ခေတ်ပြိုင်မင်းသားတွေအနေနဲ့မင်းသားကြီးစော်ဝမ်းလင်းထင်ညွန့်ဝင်းဝင်းဦးစော်လင်းစော်လွင်စတဲ့သူတွေနဲ့လည်းအပြိုင်ကျဲတရုပ်ဆောင်ခဲ့ရတာပါ။အခုလက်ရှိခေတ်မှာနာမည်ကြီးမင်းသားမင်းသမီးကြီးတွေဖြစ်နေပေမဲ့တခေတ်တစ်ခါကတက်သစ်စတွေဖြစ်ခဲ့တဲ့ဒရီလူမင်းချစ်စော်ထရင်ဒရာဘူးမြို့သက်နာထွန်းနန္ဒာလိုင်းစိုးမြတ်သူစာဆိုင်းခန့်လိုင်းစားတဲ့သူတွေနဲ့လေအမှုပညာဂုရုကြီးကျော်ဟိန်းနဲ့တွဲဖက်သရုပ်ဆောင်ခဲ့ပူပြီးပညာယူခဲ့ရပါတယ်လို့ဝန်ခံခဲ့ကြပါတယ်။ကျော်ဟိန်းဟာအမှုပညာနဲ့ပတ်သက်ရင်စိတ်ထဲအပြည့်နှစ်ထားသူဖြစ်ကြောင်းကိုရိုင်းဒရိုက်တာလို့သရုပ်ဆောင်ခဲ့တဲ့စိန်သုံးမဟုတ်စိန်ဆိုတဲ့ဇာတ်ကားကြော်ညာဒီဇိုင်းတွေကိုကိုရိုင်းရေးဆွဲယူခဲ့တာကသက်သေပါပဲ။ဗီဒီယိုအခွေတွေတစ်ခေတ်ထားပြန်တော့လေ362ကရိုက်ကူးခဲ့ရတဲ့အထိတော်ရောမြို့ပါမကြမ်းအားပေးခံခဲ့ရသူဖြစ်ပါတယ်
ရုပ်ရှင်တင်မယ်လားဆိုတော့ဂီတနဲ့စာပေမှာပါအောင်မြင်ခဲ့သူမင်းသားကျော်ဟင်းလို့ပြောရမှာပါတချင်းခွေ14ခွေတီဆိုထုတ်ဝေခဲ့တယ်လို့စာပေနယ်ပယ်မှာလည်းအခြေချခဲ့ပါသေးတယ်အထူးခြားဆုံးလို့ပြောရမယ့်ဝင်းသက်ထွက်သက်များတချင်းကို rap ဆိုတော့လူငယ်တဦးဖြစ်သူမျိုးကြော့မြိုင်နဲ့တွဲဖက်တီဆိုခဲ့တာပါပဲကျော်ဟင်းရဲ့တကူတော်လေလွင့်ကျင်တေးစီရီတွေကတရေးဆရာဒုက္ခမိန်လာရဲ့အချစ်နဲ့ကျွန်တော်ရဲ့ပြဆက်တချင်းကလည်းအောင်မြင်ကြော်ကြားလုံးလို့နောက်ပိုင်းမှာလူငယ်အဆိုရှင်တွေဖြစ်တဲ့ဇော်ဝင်းထော့မျိုးကြောမြိုင်တို့နဲ့တွဲဖက်တီဆိုခဲ့ပါသေးတယ်။ကျော်ဟင်းရဲ့ဒိုးရတော့မဲ့ချစ်ရတဲ့ချင်းကလည်းဆယ်စုနှစ်များတိုင်အောင်ပေါက်ခဲ့ပါတယ်။မင်းသားကြီးကျော်ဟင်းဟာအမှုပညာအလုပ်တွေရက်မပြည့်ခင်အထိခေါင်းဆောင်မင်းသားနေရာကမကြပင်အောင်မြင်မှုရှင်ကိုထိန်းထားနိုင်သူလည်းဖြစ်ပါတယ်။2008ခုနှစ်မှာတော့လော်ကီအလုပ်တွေရက်ကလော်ကုတ်တရာအလုပ်တွေနဲ့ပဲပျော်မွေ့နေပါတော့တယ်။ဦးကိတ်တီတာရာပွဲအမည်နဲ့တရားစာပေရေးသားခြင်းတရားပွဲများဟောပြောခြင်းတို့ပြုလုပ်ကဓမ္မခီးကိုစက်ခဲ့ပြန်ပါတယ်။ဘယ်အလုပ်ကိုလုပ်လို့စနေတကြနဲ့ကိုလန်းကိုဖောက်ကိုစီးကိုချကတည်တည်တက်တက်လှုပ်တက်သူမင်းသားကြီးကျော်ဟင်းဟာနောက်ဆုံးနေဝင်ချိန်မှာတော့အကောင်းဆုံးကြော်ဖြတ်သွားသူဖြစ်ပါတယ်။ဇူလိုင်လမှာမွေးခဲ့သူမင်းသားကြီးကျော်ဟင်းတစ်ဖြစ်လေဦးစင်ဦးကိတ်တီတာရာဟာတက်တော်83နှစ်ပြည့်ဖို့3ရက်အလိုဇူလိုင်လမှာပဲရဟန်းဘဝနဲ့ပြန်လုံတော်မူခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်လောကမှာကျင်လည်ပြီးမြမရုပ်ရှင်ပညာတိုးတက်ရေးလှုပ်ရှားမှုတွေတဲ့အဓိကပါဝင်ခဲ့သူအကယ်ဒမီဆွေစင်ထိုက်ကတော့မင်းသားကြီးကျော်ဟင်းဟာပရိသတ်ကိုအမြဲတစေအံ့အားသင့်စရာတွေစာအုပ်တတ်သူလူတော်တယောက်လို့ဖွင့်ချခဲ့ပူပါတယ်။မင်းသားကြီးကျော်ဟင်းရဲ့တငယ်ချင်းဖြစ်သူတရုတ်ဆောင်အဆိုတော်အကယ်ဒမီချိုပြုံးကလည်းကျော်ဟင်းဟာဘဝကိုအနိုင်နဲ့ပိုင်းသွားသူလို့ချီးကျူးခဲ့ရပူပါတယ်။အခုဆိုတောင်ဝေကတွေတရားရစရာတွေအံ့အားသင့်စရာတွေအမှုပညာမှော့အတက်တွေလေးလာတင်ယူစရာတွေချန်ထားခဲ့တဲ့မင်းသားကြီးကျော်ဟင်းကွယ်လွန်တာ6နှစ်ပြည့်မြောက်တော့မှာပဲဖြစ်ပါတယ်။လူသေးပေမဲ့နာမည်မသေးခဲ့သူဘဝရဲ့နောက်ဆုံးအချိန်ထိအကောင်းဆုံးတွေချန်ထားရသူမင်းသားကြီးကျော်ဟင်းကိုဂုဏ်ပြုတဲ့အနေနဲ့ KS ပရိသတ်ကြီးအတွက်လောကကိုအနိုင်နဲ့ပိုင်းသူမင်းသားကြီးကျော်ဟင်းကောင်းစင်နဲ့တင်ဆက်ပေးလိုက်ပါတယ်။